စာမျက်နှာ6နံပါတ်10ကိုတော့မယ်နော်ကာကြီး3သိန်းနဲ့5သိန်းနဲ့ပေါင်းမယ်3သိန်းနဲ့5သိန်းနဲ့ပေါင်းမှာ3နဲ့9နဲ့ပေါင်းမှာဖြစ်တဲ့အတွက်ဒီတိုင်းပေါင်းလိုက်ရအောင်နော်8သိန်းနောက်တစ်ခုကခါခွေးက6သန်းနဲ့ကနေပြီးတော့4သန်းကိုနှုတ်မယ်ဒါဆိုရင်6ရကနေ4နှုတ်တော့5နောက်ကတန်းလေးထည့်ပေးလိုက်ရင်နော်5သန်းဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကြတော့ဒီမှာ12ကလေးနဲ့26ကလေးနဲ့ပေါင်းမယ်ဒါဆိုရင်ခုချင်းပေါင်းမယ်10ချင်းပေါင်းမယ်ဒီနောက်က2နဲ့6နဲ့ပေါင်းတော့8 1နဲ့2နဲ့ပေါင်းတော့3ဒါဆိုရင်38ကလေးစာနဲ့ကဏ္ဍလေးနဲ့ရေးတဲ့အခါကျရင်နည်းနည်းလေးခွာရေးမယ်နော်ကံလေးနောက်တစ်ခုကဒီမှာ80ကလေးကနေပြီးတော့38ကလေးကိုနှုတ်မယ်ဒါဆိုလို့ရှိရင်ဒီမှာ80ရနေပြီးတော့39နှုတ်မှာဖြစ်တဲ့အတွက်ဒီမှာ43ကလေးကျန်တယ်ပေါ့နော်ဖြေလေးက43ကလေးဒါလေးကလွယ်မယ်ထင်ပါတယ်နံပါတ်10ပုံစံလေးဒီတိုင်းလေးပဲအပေါင်းနှုတ်လုပ်သွားရင်ဒီပဲเนาะဒီတိုင်းလေးဖြေပေးလိုက်ရင်ရပါပြီ